ပြုံပြုံလေးပဲနေလိုက်ပါဟုတ်တာတွေပြောလာရင်လည်းဟုတ်နေတာကိုဆိုပြီးပြုံပြုံလေးပဲနေလိုက်ပါဒါဟာတီးခံလိုက်တာခန္တီပါရမီဖြည့်လိုက်တာပဲလေပါရမီပြည့်မပြည့်တော့မသိဘူးလောလောဆယ်ကိုယ်စိတ်ကလေးတွေအေးချမ်းသွားမှာမှန်ပဲလူတွေကတော့မသိမချင်းပြောနေကြအောင်ပါလीဘဝရဲ့တန်ဖိုးဆိုတာဘယ်လောက်ရုပ်ချောတယ်ဘယ်လောက်ဥစ္စာပေါ်တယ်ဘယ်လောက်အသက်ရှိတယ်ဘယ်လောက်ချမ်းသာတယ်ဘယ်လောက်အချမ်းရံပေါ်တယ်ဘယ်လောက်ဂုဏ်ထူးတွေရှိတယ်ဘယ်လောက်အာဏာရှိတယ်ဆိုတာတွေရဲ့အပေါ်မှာမူတည်တာမဟုတ်ပါဘူးဘယ်လောက်ကောင်းမွန်စွာနေထိုင်တယ်လဲဘယ်လောက်စိတ်ကောင်းစိတ်သက်ရှိတယ်လဲဘယ်လောက်လောကကိုကောင်းကျိုးပြုတယ်လဲဆိုတာတွေရဲ့အပေါ်မှာပဲမူတည်ပါတယ်ရလာတဲ့ခဏတာဘဝတန်ဖိုးရှိအောင်နေထိုင်သွားဖို့လိုတာပေါ့နော်အရေးဆိုတာအေးချမ်းမှုကိုပေးတယ်သဘာဝသစ်ပင်ရိတ်တောင်သူ့အောက်ကိုဝင်ရောက်ခိုလုံလိုက်တာနဲ့အေးချမ်းမှုကိုပေးတယ်အပွင့်အသီးတွေမဝေးအပွင့်အသီးတွေနဲ့အကျိုးမပြုနိုင်ခဲ့ရင်တော့သူ့ရဲ့အရေးနဲ့အေးမြစေတယ်ဆရာဆိုတာအသီးတွေအတတ်ပညာတွေအဆုံးအမတွေနေစရာထိုင်စရာဝတ်စရာစားစရာအဖျားဖျားအပြည့်အဝပေးတဲ့အပြင်သူ့ရဲ့ကြီးမားတဲ့မေတ္တာရိပ်ကရုဏာရိပ်ကြီးနဲ့ဖြန့်မိုးပေးထားတာလေနောက်ဆုံးဘာမှမပေးနိုင်တဲ့အခြေအနေရောက်တဲ့အထိအောင်ဆရာရှိနေသေးတယ်ဆိုတဲ့အသီးလေးနဲ့အေးချမ်းရတယ်လေအေးရတယ်လေနေပြီးချောင်းလေးဟန့်နေသေးချောင်းတန်လေးကြားနေရသေးရင်တော့တပည့်တွေကိုအားရှိစေတာဆရာအရေးကတန်ဖိုးဖြတ်လို့မရတဲ့မေ့လို့မရတဲ့အရေးကြီးပါပဲဒေါသဆိုတဲ့သဘောတရားကသူကိုယ်တိုင်လဲကြမ်းတမ်းနေသူနဲ့အတူရှင်တွဲတဲ့စိတ်ကိုလည်းကြမ်းတမ်းစေတတ်တဲ့သဘောရှိတယ်နူးညံ့သိမ်မွေ့တဲ့စိတ်ကလေး